ပဇွန်ကွက်ကြော်နီးမုန်းနစ်ဆက်နီးကိုပြောပြပေးသွားပါမယ်တမ်ပူရာအမုတ်လေးစွန်းထည့်ပါမယ်ရေလေးစွန်းအရင်ထည့်ပြီးတမသွားအောင်မှွေပေးပါမယ်နောက်ထပ်ရေနှစ်စွန်းထပ်ထည့်ပါမယ်နှံ့သွားအောင်မှွေပေးပါဗီဒီယိုကြာမှဆိုလို့အမြန်ရစ်ထားပါတယ်နောက်ထပ်ရေနှစ်စွန်းထပ်ထည့်ပါမယ်အားလုံးပေါင်းရေထည့်တာ8စွန်းရှိပါပြီနောက်ထပ်ရေတစ်စွန်းထပ်ထည့်ပါမယ်မှွေပေးပါနော်နောက်ထပ်ရေတစ်စွန်းထပ်ထည့်ပါမယ်ရေထည့်တာအားလုံး10စွန်းရှိပါပြီမုန်းနစ်ဆက်တာအဲ့လိုအချိုးစားလေးရအောင်ဆက်ပေးပါနော်ပဇွန်ကွက်ကြော်စကြော်ပါတော့မယ်စီထည့်ပါမယ်ပဇွန်ကိုအမိရကင်ပြီးမုန်းနစ်ထဲကိုနှစ်ထားပြီးမှကြော်ပါနော်မုန်းနစ်ထူထူကြိုက်ရင်မုန်းနစ်ထဲမှာပဇွန်ကိုကြာကြာနှစ်ပြီးမှကြော်ပါနော်ရေအိုးတဲ့ပဇွန်ထဲတဲ့အချိန်တစ်ခုနဲ့တစ်ခုခွာပြီးမှထည့်ပါနော်ကြော်ပြီးတော့ရင်ကတ်ပုံမှာဆိုလို့ပါရေအိုးကသေးတဲ့အတွက်10ခုလောက်ပဲကြော်ပါမယ်မှွေပေးပါနော်ပဇွန်ကိုဟိုဘက်ဒီဘက်လေးလှန်ပေးပါအဖြူရောင်ကနေအနီရောင်ကိုနည်းနည်းလေးတန်းလာပါပြီရကန်နေပါပြီမီးလေးနည်းနည်းလျှော့ကြော်ပါမယ်အနီရောင်လည်းတန်းပါပြီကျက်လည်းကျက်ပါပြီချလို့ရပါပြီတွတ်ရွစားလို့ကောင်းတဲ့ပဇွန်ကွက်ကြော်ရဖို့အတွက်မုန်းနစ်ဆက်တာအရင်ရေးကြည့်ပါတယ်မုန်းနစ်ဆက်ပုံစံလေးကိုဗီဒီယိုအစမှာပြပြီးသွားပါပြီပဇွန်ကွက်ကြော်တွတ်နီနီရဲရဲမွေ့မွေ့လေးစားလို့ရပါပြီအချင်းလေးနဲ့တို့စားရင်ရှယ်ပဲကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ် Have a nice day